ပုံတွေလည်းဖြစ်ပါတယ်အဲဒီတက်ကလေး2020ရှာကျွန်တော်34ရက်ဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုကလေးပြည်နယ်ဝေလူနယ်တွင်အကြောင်းတွေစပေါင်းစီကျင်းပအပ်တဲ့ရှင်ပြုယဟန်ကကိလရှင်ဘုပွဲကိုအကြောင်းပြုပြီးဒီကနေ့ကောင်းမှုကုသိုလ်များစွာပြုကြတဲ့ပွဲမှာအလူတို့ရဲ့အထောက်အထိပ်ဖြစ်တဲ့ရေလက်ချအခမ်းအနားကိုကျင်းပကြမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားတို့မှာများဒီရဓမ္မကိုပဲအာရုံပြုစိတ်ဆိုင်ပြီးတော့ဒီအချိန်လေးကတော့အရေးကြီးဆုံးအချိန်မှာပဲလို့အာရုံပြုပြီးတော့ယာဒီတို့ကပူလာလေပူတဲ့အေးတဲ့သဘောကမိမိရဲ့တမတ်ချက်ပါပဲကိုကလက်ကမှာဖြစ်တဲ့သဘောပါပဲတားပူလာတော့ဘုံတို့ကခန္ဓာရှိတဲ့တွေကတော့ဒီပူအေးဘဝခံစားတယ်အဲ့ဒါလေးသိခံရတယ်သိခံရတယ်ညာယီသိခံရတယ်ပေါ်တော့သိခံတော့နိဗ္ဗာန်ရောက်ဆိုတာပြောလို့တောင်းတယ်သိခံပြီးတော့တရားကိုပဲအားလုံးကုသိုလ်ရဖို့ရှင်းပြောလို့ရှိရင်တော့ရှင်ပြုရဟန်းကလည်းဆိုတာကုသိုလ်များကြီးရဖို့ပဲဆောင်ရွက်ကြတာဖြစ်ပါတယ်။အဲ့တော့ကုသိုလ်များများရဖို့လုပ်ကြတဲ့ဘဝမှာကုသိုလ်ကြောင့်အကုသိုလ်ဖြစ်စေရပါဘူး။ဒါကြောင့်ပြီးတော့ကုသိုလ်နဲ့အကုသိုလ်ရောထွေးတော့ရှိတတ်တဲ့ဖြစ်အောင်ဒီရဲ့စိတ်သားလေးတွေကိုသူ့ရင်းပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။ဘုရားတို့ကလည်းလမ်းကိုမပြီးတဲ့အခါကျတော့ဘုန်းကြီးတို့ရဲ့ပေါ့ဆိုတဲ့လည်းလုပ်ပါတယ်။ဒီလိုပဲဒီလိုပါရစေခြင်းနဲ့စေတနာမြတ်တာလည်းရှားဘုန်းတော်မှာစိတ်မှာရှိပါအားလုံးကိုကုသိုလ်ဖြစ်ရတဲ့စေတနာမြတ်တာဘယ်အားလုံးအခမ်းအနားကိုမောဒနာ30နဲ့နဘာတိအစီအစဉ်ရမောဒနာ30နဲ့ခွင့်ရဖြစ်ပါတယ်နဘာတိအစီအစဉ်ရဘုန်းတော်ရဲ့ဝိလူရဲ့တော်ရအကြောင်းရဲ့ဩဝါဒစီရလည်းဖြစ်နာယကလည်းဖြစ်တော်မူတဲ့အမြဲတမ်းဒီကြောင်းကိုစတင်ပြီးတော့ပေါ်ပေါက်လာဖို့ရအတွက်စီမံဖန်တီးပြီးတော့မူတဲ့ဆရာတော်များဟာအခုမိမိတို့ရှိမှရောက်ရှိနေတဲ့နောက်ကုလိုလည်းဆရာတော်များကြီးဖြစ်ပါဓမ္မမိမဆရာတော်များကြီးကအကြောင်းကိုအမြဲမပြရိုးရိုးစိတ်ရောလေးပြီးတော့ဘုန်းတော်တို့ကောင်းရကောင်းကြောင်းမြေဘဝနာစရိယလမ်းညွှန်ပေးပြီးတော့ဘုန်းတော်တွေကဝရှိကောဝိဒတို့အကြောင်းပေါင်းများစွာလည်းပဲဆရာတော်ဘုရားကစေတနာမြတ်တာနဲ့လိုအပ်ရင်လိုအပ်တယ်လို့ကိုရောစိတ်ပါဖြစ်ပြီးတော့ဒီဆောင်ရွက်ပေးနေတဲ့ဆရာတော်မှာကျေးဇူးရှင်ဆရာတော်ပါဖြစ်ပါလေ။ဒါကြောင့်ပြီးတော့ခုလိုဆရာတော်ဘုရားကိုတွားရောက်ပြီးတော့ရှင်းပြနေကြတယ်မှာဘုံဆရာတော်ဘုရားကိုပဲသီလပေးဖို့ရောတရားချင်းမှုရောရှောက်ထားပြီးသားဖြစ်ပါလေ။ဒါကြောင့်နောက်ရဏဆရာဓမ္မမိမဆရာတော်ဘုရားကြီးထာမှာ၅ပါးသီလအာယုစောင့်တည်ကြရဖြစ်ပါလေ။ဓမ္မသုံးစီစီရတော်တော်ဘုရားနဲ့ဆရာတော်ဘုရားကြီးနဲ့ဒီမှာသာနာတော်ရှင်များတို့ကအထုဒါရေကအထုဒါရေကမှာမောင်တော်ဘောတို့နဲ့တကွာအားလုံးတော်တရားရှိခင်စိတ်ကောင်းနေတဲ့သူတော်ကောင်းများကျိုးကိုစိတ်ပါကျမ်းမာကြပါစေချမ်းသာကြပါစေဒီချမ်းသာတဲ့ဒါနအနှစ်သီလအနှစ်ဘာဝနာအနှစ်တရားတွေရယူနိုင်ကြပါစေလို့မေတ္တာတော်တန်ပရိဒေသနာတော်များကိုသိသိတော်မူကြမှာဖြစ်ပါတယ်ဓမ္မကအစီအစဉ်ရတော်တော်ကြတဲ့ဆရာတော်သာတော်ရှင်များတို့အလိုဘဝတို့အစုစုတို့ကိုဇက်ကလူကကြရမှာဖြစ်ပါလေ။ဒါမှကြောင့်အစီအစဉ်ရကျူရမှုတွေပြည့်တဲ့နောက်မှာဆရာတော်ဘုရားဓမ္မအနုမောဒနာတရားနာကြရဖြစ်ပါလေ။အနုမောဒနာတရားနာကြပြီးတော့ရေတဲ့သုံးချအပြာတမ်းပြေးဝီရေတဲ့သုံးချအပြာတမ်းပြေးဝီပြီးတော့မှရွှေဘုံဝေဘုံများရွာသွင်းရဖြစ်ပါအဲဒီမှာဘုရားသာသနာရှိတာတိတ်တိတ်တို့ကကာရကိုရုပ်သိမ်းပြီးတော့မှနောက်ဆုံးအစီအစဉ်မှာရွှေဘုံဝေဘုံများရွာသွင်းပြီးတော့ကောင်းမှုကုသိုလ်ပွဲကြီးကိုပြောပြောရှင်းရှင်းနဲ့ဆင်နွှဲပြီးတော့ပြပွဲကျင်းပရဖြစ်ပါတယ်အားလုံးနံပါတ်1အစီအစဉ်ရကျောင်းတော်ကြားတဲ့ဆရာတော်သံဃာတော်ရှင်များတို့နဲ့တကွာအပရိသဘောတော်ကောင်းတို့ကနမောတတမဟာပဏာမဘုရားရှိခိုးကြီးနဲ့ဖွင့်လှစ်ကြပါစို့လို့တောင်းပါတိုက်တော်ပါလေနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓံနမောတတဘဂဝါတောအရဟတောသမ္မာ
ဓမ္မဗိမာန်ကျောင်းဆရာတော်ဘုရားဓမ္မအာဘတိလခံယူသောတရားဖြစ်တဲ့ကအားလုံးသောသူတော်ကောင်းတို့ကညီညာပြပြဩကာလကတော်ကျိုးဖြင့်ကြောကြပါစို့ဩကာဗုဒ္ဓံပရဏဂစ္ဆာမိ
သူတော်ဘာ၏အသက်ကိုအပြတ်ခြင်းမှာကြောင်းကျင်ပါမည်ဗျာသူတော်ဘာ၏ဥစ္စာကိုကိုယူခြင်းမှာကြောင်းကျင်ပါမည်ဗျာကာမဂုဏ်တို့၌မာရွယ်စွာကျင့်သုံးခြင်းမှာကြောင်းကျင်ပါမည်ဗျာမူသားလိမ်ညာပြောဆိုခြင်းမှာကြောင်းကျင်ပါမည်ဗျာမွေရသေးသာပုံဆွဲခြင်းမှာကြောင်းကျင်ပါမည်ဗျာလုံးစုံများစွာတဝါချမ်းသာကြပါစေအန္တရာယ်ကင်းလောကရှင်မရွေးကြမှာကြပါစေမစ္စည်းမာလံကြောင်းတန်းရှောင်းလန်းသွားနိုင်ကြပါစေခေမာပေါင်ကံနိဗ္ဗာန်စံမြတ်နေနိုင်ကြပါစေဒီတရဏေနသုံးပါးအဆုံးကြပါရဏဂုံနဲ့သာတကွာပေစင်ကသီလအင်္ဂါမာရနဲ့ပြည့်စုံသောသီလတော်မြတ်တို့ကိုသမာဓိတော်ကောင်းစွာခံယူဆောက်တည်ကြကုန်၍အပမဒေနမမေ့မလျော့မဟုတ်မစားသောတတိတရားဖြင့်သမာဓိကကိုယ်ဒီကိုယ်မှပြည့်စုံအောင်အားထုတ်ကြကုန်တော်အာမင်နမတိစီစီပြည့်တဲ့နမသောစီစီရာကြောက်တော်တကွာသံဃာတော်ရှင်တို့များတို့ကရှင်းတာရကရှင်းတာရိကမှာရဟန္တာရကရဟန္တာရိကမှာများခေခေနေတဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်များကြီးကိုပစ္စယလောကဓမ္မလောကနဲ့ချီးမြှောက်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေကအမြတ်ဆုံးကုသိုလ်တွေကိုပြုခွင့်ရတဲ့ကုသိုလ်တို့ကြီးကိုဒီနေ့ရတဲ့ပွဲမှာရှင်းတကာရှင်းပါများရဟန္တာရဟန္တာမှာများစတုပိစေယဆွမ်းသင်္ကန်းကြောင့်စီပြည်စည်းလေးပါးနဲ့ထောက်ပံ့ပြီးတော့တွေ့ရကြတဲ့နိုင်ကမှာများအားလုံးယောဂောစိတ်ပါကျမ်းစာမှာကျမ်းသာလာတဲ့ဒါနသီလဘာဝနာတရားတွေနေ့တိုင်းတရားကိုတစ်သက်လောက်တန်ဖိုးထားပြီးတော့အချိန်တိုင်းပေါ်များအားထုတ်နိုင်ကြပါစေလို့သောလောကဒုက္ခမြတ်ဗုဒ္ဓကိုရောတဲ့ဟောကြားခြင်းဖြင့်တော်မူခဲ့တဲ့မေတ္တာတော်ဓမ္မပရိဒေသနာတော်များကိုကြွားတော်မူကြတဲ့ဆရာတော်သံဃာတော်ရှင်များကိုဟောကြားခြင်းဖြင့်တော်မူ၍ထိုပရိဒေသနာတော်များတို့ကိုကြားနာရသည်ဖြင့်မကောင်းတာတွေပေါ့ပြောကောင်းမှုဧကံရောက်ကြပြီလို့စိတ်ထဲမှာအာရဝန္တတိကြီးမှုထားပြီးတော့တရားတော်မှာမြန်လာကြနေတဲ့အချိန်လောဘဒေါသမောဟတွေကိစ္စကိုစိတ်တစ်ပါးငြိမ်းအေးတယ်လို့ပဲတောင်းတဲ့တော်မှာရှိရတဲ့ပုဂ္ဂိုလ်သားတော်ရဲ့အားလုံးယောဂစိတ်ပါချမ်းသာချမ်းသာကြပါစေလို့ပြုကြတဲ့မေတ္တာနဲ့ပြီးလောကဓာတ်တစ်ခုလုံးကိုကိုယ်စီဖြန့်ကျက်ပြီးတော့ဗရိဒေသနာတော်များတို့ကိုကြားနာကြပါစို့သမဏဇဂဝါလိတုအတ္တရာကိသံတုမိဝဒာသာဓမ္မမုနိရာသသသုဏ္ဏုသက္ကမောဂတံဓမ္မသဝနာကာလောယံဗဒန္တာဓမ္မသဝနာကာလောယံဗဒန္တာဓမ္မသဝနာကာလောယံဗဒန္တာနမောတတဗ္ဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ
နောကရောပုရိသဓမ္မသာရတိသတ္တဒေဝမနောသာရဘုဒ္ဓဘဂဝါပါကတောဘဂဝါဒန္တမောသာရိတိကောအာဂါလိကောဧပါတိကောဩဘာနေကောပိဇာဓမ္မရိဓမ္မောဝိညုဟိသောပရိပါဏောဘဂဝါတောသဝကသံဃောဥဇပရိပါဏောဘဂဝါတောသဝကသံဃောညာယပရိပါဏောဘဂဝါတောသဝကသံဃောအာမိစေပရိပါဏောဘဂဝါတောသဝကသံဃောယတိနံသတ္တဝိပုရိသယုဂာနိဒာပုရိသပုဂ္ဂလာဧတဘဂဝါတောသဝကသံဃောအာဟုနေယောဘာဟုနေယောဒဂိနေယောဣဇလိကရဏီယောအနောကရဏဘုဒ္ဓဂိတလောကသာဒေဝဗုဒ္ဓသရဒါနာဓမ္မသာကိသဘေကောဘယဝါသမိတတဝါလောဟသောနာယတတိယာနုရမေတဝါမေငလေသရောသမတမောသကုဏတတတောကာမေဟောတုသုမိနာအကန္တံဘောဓံနုဘဝေနဝိဒာသမေတောယာနုရမေတဝါမေငလေသရောသမတမောသကုဏတတတောကာမေဟောတုသုမိနာအကန္တံဓမ္မနုဘဝေနဝိဒာသမေတောယာနုရမေတဝါမေငလေသယောသမနာဘောသကုဏတတတောကာမရောဒုသုဘိနာအကန္တံသံဃာနုဘဝေနဝိနာသမေတောဝါဒနာမေငလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘဝေနတရသုကိဘောတုတေဝါဒနာမေငလာရက္ခန္တုသဗ္ဗဒေဝတာသာဝတ္တမနုဘဝေနတရသုကိဘောတုတေဝါဒနာမေငလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘဝေနတရသုကိဘောတုတေတဝလေးစီစီယသတုပစ္စယနဝကာမတို့ကိုစက္ကလူဒန်းရာဖြစ်ပါတယ်အဲ့တော့ပိတ္တံကရှင်သူရတို့အပမဆုံးလူဒန်းဝရအတွက်ဓမ္မပူဇာလူဒန်းထားတဲ့အာယကာကြီးဘဝစေနဝကာမနာယဆရာတော်များစက္ကလူ